နေဝင်မိုးကျုပ်အချိန်မျိုးမှာလူသူကင်းဝေးတဲ့တောလမ်းတစ်ခုပေါ်မှာတင်းတယောက်တည်းရှိနေခဲ့မယ်ဆိုရင်ဘာဆက်ဖြစ်မလဲဘေးပတ်ပတ်လည်မှာဘာအလင်းရောက်မှမရှိပဲကိုကားရှိမီလေးကပဲတခုတည်းတော့အဖော်ဖြစ်နေတဲ့အချိန်တကယ်လို့တယောက်ယောက်ကလမ်းဘေးကနေလက်သားလိုက်မယ်ဆိုရင်ရောတင်းကားရပေးမလားဒီနေ့ပြောပြပေးမယ်ဇလံကတော့ညာဘက်ခီးသွားရတာဝါသနာပါတဲ့ကိုကျော်ကြီးကြုံခဲ့ရတဲ့ဖြစ်ရစမ်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဗျာအဲ့ဒီနေ့ကလာဖြစ်ညာဆိုပြီးမြတ်တိမ်တွေကအုပ်နေတော့ပတ်ဝန်းကျင်ကမောင်မဲနေတာပဲဗျာကိုကျော်ကြီးကသူ့ရဲ့ကားအဟောင်းလေးကိုမောင်းပြီးတော်လန်းအတိုင်းမြို့ကိုပြန်လာခဲ့တာပေါ့ပတ်ဝန်းကျင်ကတိတ်ဆိတ်လုံးလို့ကားစတန်ကဟိန်းနေတာပဲပြသိန်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ရင်လေတစ်ပင်ကြီးတွေကလေထဲမှာရင်းထိုးနေအားအတောင်ပန်းကြီးတွေနဲ့အကောင်ကြီးတွေကားနေသလိုမျိုးရှင်ထဲမှာတမျိုးကြီးပဲဗျာအေးဆက်နေတဲ့လေကကားမှန်ကြားတဲ့ကနေတိုးဝင်လာပြီးလူကိုချမ်းစင်သွားအောင်လုပ်နေတယ်ရုတ်တရက်ရှေ့မြေးအောင်ထဲမှာတခုခုကိုမြင်လိုက်ရတယ်ဖြူဖြူအရာတစ်ခုကလမ်းဘေးမှာမတ်တက်ရက်နေလာဗျာနီးလာလေးလေးအဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်ဆိုလာတီချာလာလေးလေးပဲကိုကြိုကြီးလဲဒီလောက်ညကြီးမင်းကြီးဘာလုပ်နေတာပါလဲဆိုပြီးစိုးရင်စိန်နဲ့ကားကိုဖြီးဖြီးချင်းနင်းပြီးရက်ပေးလိုက်တယ်ညီမလေးဘယ်သွားမလို့လဲဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်တာပေါ့အဲ့ဒီမိန်းကလေးကခေါင်းကိုငိုက်ဆိုင်ချထားရင်းကနေအရှိကရွာကိုလိုက်ချင်လို့ပါဤကိုလို့တိုးတိုးလေးပန်ဖြေသေးဗျအတန်းကအေးဆန်းနေတာပဲကိုကြော်ကြီးတယ်ဘာမှမစင်စားပဲနောက်ခန်းမှာတက်စီဟိုပြောလိုက်မိတာပေါ့ကားလေးပြန်ထွက်လာခဲ့ပြီဒါပေမဲ့ထူးဆန်းတာကကားထဲမှာရုတ်တရက်အသားနံလိုမီးကြီးနံလိုအပုတ်နံတကူကလိုင်ခနဲ့ထလာတာပဲဗျကိုကြော်ကြီးလဲနောက်ကြီးမှန်ကနေအနောက်ကိုလိုင်းကြည့်လိုက်တယ်အနောက်မှာထိုင်နေတဲ့မိခလီကငင်းနေတာပဲခေါင်းကတော့ငိုက်ဆိုင်ချထားတုံးညီမလေးနေမကောင်းဘူးလားလို့ကိုကျော်ကြီးကစူရင်တကြီးနဲ့ထပ်မေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအနောက်ကမိခလေးကဖြည်းဖြည်းချင်းခေါင်းကိုမော့လာတယ်ဗျသူမရဲ့ခေါင်းကမော့လာတာမှပုံမှန်အတိုင်းမဟုတ်ဘူးကျွတ်ဆိုတဲ့အယိုးချိုးတန်တင်တဲ့အတူခေါင်းကအနောက်ဘက်ကိုလန့်ထွက်သွားတဲ့အထိမော့လာတာကိုကျော်ကြီးရဲ့မျက်လုံးတွေပြူးထွက်သွားတယ်မန်သေးကနေမြင်နေရတဲ့အဲ့ဒီမျက်နှာမှာမျက်လုံးတွေမရှိဘူးဗျအပေါက်ကြီးနှစ်ခုကနေသွေးပုတ်တွေစီးချနေပြီးသူမကပါဆက်ကြီးကိုနားရနားအထိဖြေးလိုက်ရင်းနဲ့အခုကျမမျက်လုံးတွေကိုကူးရှာပေးမလားလို့ပြောလိုက်တဲ့အချိန်ရုတ်တရက်ကားရဲ့ပရိကလုံးဝနင်းလို့မရတော့ပဲရှေ့က6ထဲကိုအရှိန်နဲ့ထိုးဆင်းသွားပါတော့တယ်ကိုကျော်ကြီးတယောက်ပါဆက်ဖြစ်မလဲအဲ့ဒီမိကလေးကတော့ဘယ်သူလဲအဘန်းတူကိုဆက်လက်စောင့်မျှော်ပေးကြပါဦးဗျာ